မာနသည်နောက်လိုက်ကိုပဲဖြစ်စေအောင်မြင်မှုဘယ်တော့မှမဖြစ်ဘူးမာနသည်တရားရင်လုံးငါပါမှဖြစ်မာနသည်ငါကနေစအဲ့မာနသည်ဘယ်ကနေစလဲငါဟို SME တွေအဲ့မာနဗျူဟာကျင့်တော့နောက်လည်း SME ပဲဖြစ်မှာ market ကို leader လုပ်နိုင်တဲ့လူမဖြစ်လာဟုတ်ပြီအဲ့တော့မာနသည်တရားရင်လုံးသည်ငါနေစဒါပေမဲ့မာနအနေနဲ့အဆင့်မြင့်လာမေတ္တာ level ဆိုတာကိုရောက်မေတ္တာ level ကြောင့်50ဖြစ်သွားငါ50သူ50ဒါကြောင့်မေတ္တာပို့လို့ဆရာခဏပြောတယ်ဘာကို level ချိန်တာလဲဆိုရင်အောင်မြင်မှုကို level သွားချိန်ဆရာသူတေသနာတွေအများကြီးလုပ်ခဲ့ပြီးပြီတထေးတွေစမှုဆောင်ဥက္ကဋ္ဌကြီးတွေဆရာဘေးမှာအောင်မြင်တဲ့သူတွေအများကြီးရှိကြပါအကုန်လုံးကမေတ္တာတဲ့အရန်အားကောင်းအများတော့လှုပ်ဖို့ဆိုရင်တို့ကအရန်ကိုအားရှိတယ်အဲ့တော့50ဆိုအဲ့လူပုံမအောင်မြင်ဘူးလားမအောင်မြင်ဘူးလားဥပမာကိုကသိန်း1000ရှာနိုင်တယ်ကိုလိုနောက်ထပ်တစ်ယောက်မေတ္တာအားဖြင့်တွဲလုံနိုင်တယ်ဆိုရင်သိန်း1000ဖြစ်သွားတယ်ကိုက1000ရှာနိုင်တယ်ကိုလိုနောက်တခြားအဖွဲတစ်ဖွဲ့ဖွဲ့လိုက်တယ်သိန်း1000ဖြစ်သွားတယ်1000ကနေ2000ဖြစ်သွားအဲ့မေတ္တာသည် is equal to ဖြစ်သွားကိုလိုနောက်ထပ်တစ်ယောက်ကိုအောင်မြင်မှုလို့နောက်ထပ်တစ်ခုထပ်ပေါ်အဲ့မေတ္တာနဲ့မှလှုပ်လို့ရဒါဆိုမေတ္တာဘယ်လောက်ဖြစ်မလဲမေတ္တာ50ရန်ကောင်းလာနောက်ဆုံးကတော့100%အများအတွက်တွေးရင်တော့သစ္စာတက်ဖြစ်သွားတော့ငါမပါတော့ဆရာခဏပြောတယ်တွေးတာပါနော်ဆရာတရားထိုင်နေအဲ့မှာရတဲ့အတွေးရတော့100%ဒီအနတ္တကိုလှုပ်ကိုမရဒါပေမဲ့အနတ္တအများပိုင်ဆိုတဲ့ကုမ္ပဏီလုပ်ငန်းစုပေါ့အခု MES ဆိုင်များပိုင်90%ကဆရာမလုပ်ရှယ်ယာငွေတွေနဲ့လှုပ်တယ်franchiser တွေကလက်ပတ်တယ် director တွေ manager တွေ90%ကသူတို့လှုပ်ရအဲ့ဒါအနတ္တနဲ့လှုပ်ရအဲ့တော့ဆရာကဒီနေ့စပြီးတော့ SME တွေအားပေးချင်တာအလုပ်တစ်ခုလုပ်တဲ့အခါကိုယ့်ရဲ့ degree power ဘယ်ဘက်ကိုထားတယ်လဲအဲ့ဒါရန်ရည်ကြည့်တယ်အဲ့ငါပါနေတဲ့ဟဲ့ဆိုရင် degree power ဘယ်ဘက်မှာရှိနေလဲ90%ငါ10%ကသူများကိုပဲငါခွဲဝေပေးမယ်ဆိုရင်အဲ့လိုအောင်မြင်မှာမလားပြောင်းပြန်တွေးနော်မာနငါမပါဘဲနဲ့အောင်မြင်အောင်လုပ်မယ်ဒါဆိုရင် system ကိုဒီနေ့တည်ဆောက်တယ်ဒါကြောင့်ကျွန်တော်ရဲ့10စုနှစ်မှာတော့အဓိကမြန်မာနိုင်ငံမှာရှိကြတဲ့အားလုံးသောအဖွဲ့အစည်းတို့သည်10စုနှစ်ပေါင်းများစွာတိုးတက်အောင်မြင်ဖို့အတွက်ဒီနေ့ကျွန်တော်ရဲ့အကြံဉာဏ်မှသည်အားလုံးအောင်မြင်ဖို့အတွက်လမ်းပြမြေပုံယတနာတိုက်တို့ရအောင်လမ်းပြမြေပုံရပါစေအားလုံးလည်းစ조사တဲ့အခါမှာလည်းကာလရှည်ပုံစံမျိုးနဲ့ vision mission တွေကိုရေးဆွဲပြီးတော့အလွှာသီးသီးနဲ့အစစ်မြင့်တိဆောက်သွားကြသလိုဂရုကုမ္ပဏီတွေကနေ public တွေထိပြောင်းလဲကြဖို့အားပေးပါတယ်ဒါကြောင့် MES ဆိုင် public အများပိုင်10စုနှစ်ထိအောင်မြင်အောင်အားပေးရတည်ခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ဆရာသမားတွေကျွန်တော်တို့ရဲ့ partner franchiser တွေ MOU တွေနောက်ကျွန်တော်ရဲ့ BOD shareholder များနဲ့အတူကျောင်းသားပေါင်းများစွာရဲ့အားပေးခဲ့မှုကြောင့်ဒါဒီနေ့10စုနှစ်အောင်မြင်ခဲ့ခြင်းဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီနေ့10နှစ်ပြည့်မှသည်ကျွန်တော်တို့ဒီပွဲကိုမတက်နိုင်တဲ့သူအားလုံးအခုလို online မှာတက်ဆင့်ကျေးဇူးဆက်လိုက်ပါတယ်